ជំរាបសួរអគុមាកម្ពុជាអាយតាមញាទុក្ខអាយ៉ាងជីយ៉ាវឡានៃបាពីមင်္ဂលាបាមានមកលំយូអាឡុងទីវីដេអូជីရင်ជីស៊ូပြု၍ဆဲကြပါအများကြီးဆဲကြပါနော်အများဆဲကြပါနော်အဖြစ်လို့အဲ့လိုပြောတယ်ဆိုတာကျွန်တော်တို့ကမ္ဘောဒီးယားအာယတာညာအာယတာမညာအခုဒုက္ခအយ៉ាងကြီးရောက်နေလာပါပြီလေဘာဖြစ်လို့ဒုက္ခအយ៉ាងကြီးရောက်နေလာတယ်လဲဆိုတာထိုင်စစ်လေးရင်နဲ့ဘောင်အများကြီးအမြုထိပ်မှာရောထိပ်မှာချလာခဲ့ပါတယ်အယတာလူများတဲတော်ခဲ့ပါတယ်စင်ရဲတော်ခဲ့ပါတယ်ဂုံအင်းနဲလို့မရဘူးပြေခဲ့ပါတယ်လေအချမ်းမြုပ်ကိုပြေခဲ့တော်ပါတယ်ဒါပေမဲ့ထိုင်းစစ်လေးရင်နဲ့ထိုင်းစစ်သားစစ်လေးရင်နဲ့ဘုံကိုရောထိပ်မှာမြုပ်ထိပ်မှာချလာခဲ့ပါတယ်အယက်တာလူမျိုးအခုမှညာရီတေတော်ခဲ့ပါတယ်အဲ့ဒါမကောင်းဖြစ်နေပါတယ်လေသူအခုမှကမ္ဘောဒီးယားလူမျိုးအားလုံးဘယ်သူမစိုးတတ်ခဲ့ပါတယ်လေအေးစေမနေလို့ရတော့ဘူးဒီဗီဒီယိုမြန်မာလူမျိုးစေချအောင်ကိုကြီးကြပါနော်ကဘာနိုင်ငံအားလုံးတီးကြအောင်ဆဲချပါနော်ကျွန်တော်တီးတခုပဲစုတောင်းမြန်မာလူမျိုးအားလုံးစုတောင်းချင်ပါတယ်မြန်မာကျွန်တော်တို့ကမ္ဘောဒီးယားတနာရင်တီးဗီဒီယိုကိုအများကြီးဆဲချပါကမ္ဘောဒီးယားအယတာလူမျိုးကိုကြီးအထွတ်ဆဲချပါကဘာနိုင်ငံတီးပြီးရင်ဆိုကဘာနိုင်ငံကိုကျွန်တော်တို့ကမ္ဘောဒီးယားနိုင်ငံကမ္ဘောဒီးယားလူမျိုးအလုံးကိုကြီးရပါမယ်လေကျွန်တော်တို့နိုင်ငံတဲပဲအာမကြီးတော့ဘူးအာမရှိတော့ဘူးစစ်လည်းရင်မရှိဘူးဘလို့ပြန်တိုင်ရတယ်လဲဆိုတော့မဖြစ်နိုင်ဘူးလေလူများရောထဲမှာနေမြုတော့ထဲမှာနေအခုမှဒုက္ခရောက်နေပါပြီထိုင်အမြဲတမ်းလေးစစ်လဲရင်နဲ့ပြန်လာမြုထဲမှာရောထဲမှာဘอมနဲ့ချလာခဲ့ပါတယ်လေအမြဲတမ်းနေတိုင်းချဘုံကိုရောထဲတော့မြုထဲတော့ချလာခဲ့ပါတယ်ရောထဲမှာအကုန်လုံးဖြစ်စီတော့ခဲ့ပါတယ်လူအင်းဖြစ်စီတော့ခဲ့ပါတယ်လူအများကြီးတိတ်တော့ခဲ့ပါတယ်အာယတာလူများအခုမှအများကြီးတိတ်တော့ခဲ့ပါတယ်အဲ့ဒါကြောင့်မြန်မာလူမျိုးအားလုံးဒီတဲ့ကိုကြည့်ပြီးတော့ကဘာနိုင်ငံအားလုံးတည်ကြအောင်ဆဲကြပါကျွန်တော်စုတောင်းချမ်းပါတယ်နော်ဒီတစ်ခုပဲစုတောင်းပါတယ်ကျွန်တော်တို့နိုင်ငံတနာရင်ကိုကြီးပေးပါအတူအကုန်လုံးဆဲကြပါကျွန်တော်တို့နိုင်ငံစစ်ပိုက်ပြီးအောင်ဆဲကြပါနောက်တော့ခင်ဗျားတို့မြန်မာလူမျိုးအားလုံးကိုကြီးရင်အများကြီးဆဲတော်ရင်ဆိုတာကဘာနိုင်ငံကိုအမှန်တရားတဲ့ကိုတီးကြမယ်တီးပြီးတော့ထိုင်းနိုင်ငံကိုထိုင်းနိုင်ငံစစ်ပိုက်ရအောင်ကိုကြီးတော်မယ်ကဘာနိုင်ငံတော်ကျွန်တော်တို့ကမ္ဘောဒီထိုင်းနိုင်ငံစစ်ပွဲရတော်ရင်ဆိုတာကျွန်တော်တို့နိုင်ငံ
အဆင်ပြေသွားမယ်စစ်ဖွဲ့ပြီးရင်ဆိုတာလူအယတလူများမတေတော့ရဘူးလူအများကြီးအဆင်ပြေသွားမယ်အဲ့လိုပဲဆုတောင်းပါတယ်ကျွန်တော်တို့နိုင်ငံတနာရင်ကျွန်တော်တို့ကမ္ဘောဒီးယားချစ်ရင်အဲ့လိုတစ်ခုပဲဆုတောင်းခဲ့ပါတယ်ဆရာအများကြီးဆက်ချပါနော်ကျေးဇူးတင်ပါတယ်